အားလုံးပဲမင်္ဂလာပါဗျကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ဖွင့်ပွဲနေ့စဉ်တွေပြီးဆုံးသွားခဲ့ပြီဖြစ်လို့ဒီညနဲ့မနက်ဖြန်ပိုင်းမှာဆက်လက်ကစားကြမယ့်အုပ်စုဘယ်နဲ့အုပ်စုကပွဲကြီးပွဲကောင်းနှစ်ပွဲကိုကျွန်တော်တို့ရဲ့အဖွဲ့သားတွေအတွက်ပေါက်ကြီးတွေတေချာစစ်စစ်ပြီးဂိုးပေါ်ဂိုးအောက်အမြင်တွေနဲ့အတူသုံးသပ်ပေးသွားပါမယ်ဒီသုံးသပ်ချက်တွေကအချက်လက်အခြေခံသုံးသပ်ချက်တွေသာဖြစ်ပါတယ်ဗျပထမပွဲစဉ်ကတော့အုပ်စုရဲ့အဖွင့်ပွဲဖြစ်တဲ့ကနေဒါနဲ့ဘော့စနီးယားပွဲစဉ်ဖြစ်ပါတယ်နှစ်ပေါက်ကြီးအရာကနေဒါအသင်းက1.889နဲ့ပွဲကိုဥဆောင်ဖို့အနည်းငယ်အလေးတာနေပါတယ်မြောက်အမေရိကရဲ့အင်အားကြီးအသင်းဖြစ်တဲ့ကနေဒါဟာအဖွင့်ပွဲမှာ3မှတ်အပြည့်ရဖို့တိုက်စစ်အသားပေးကစားလာမှတေချာပါတယ်။ဥရောပတိုက်ကဘော့စနီးယားကလည်းခံစစ်ထက်တိုက်စစ်ဖွင့်ကစားတတ်တဲ့တဘာဝရှိတာမို့ဒီပွဲဟာအပြန်အလှန်တွင်းဂိုးတွေမြင်ရမယ့်ဂိုးပေါ်ပွဲစဉ်ဖြစ်ပြီး2-1ရလဒ်နဲ့ကနေဒါတို့ကတ်နိုင်သွားဖို့များပါတယ်ဗျ။ဒုတိယပွဲစဉ်ကတော့အုပ်စုရဲ့အဖွင့်ပွဲဖြစ်တဲ့အင်ရှင်အမေရိကန်ယူဇာနဲ့ပါရာဂွေးပွဲစဉ်ဖြစ်ပါတယ်။ပေါက်ကြီးမှာအမေရိကန်အသင်းက2.54ပေါက်ထားပြီးပါရာဂွေးက3.92ပေါက်ထားတာမို့အမေရိကန်ကပိုပြီးအလေးတာနေပါတယ်။အင်ကွင်းအားသာချက်ရှိတဲ့အမေရိကန်ဟာပရိသတ်အင်အားနဲ့အတူပွဲကိုစိုးမိုးဖို့ကြိုးစားမှာဖြစ်ပြီးတောင်အမေရိကဇုံကပါရာဂွေးကတော့အဝေးကွင်းမှာအမှားမခံပဲခံစစ်အသားပေးပိတ်ကစားလာဖို့များပါတယ်။ဒါကြောင့်ပွဲကအကျိတ်အနယ်ရှိနိုင်ပေမဲ့ဂိုးအများကြီးထွက်ဖို့ခက်ခဲပြီးတူးစီးဆိုတဲ့ရလဒ်မျိုးနဲ့ဂိုးအောက်ဖြစ်သွားဖို့အလုံးမြင့်မှာပါတယ်ဗျာ။ကဲမိတ်ဆွေတို့အနေနဲ့ကဒီညကမ္ဘာဖလားပွဲစဉ်တွေတဲကကနေဒါနဲ့အမေရိကန်တို့အဖွင့်လာသွားမလား။မိမိတို့ရဲ့အမြင်တွေကို comment မှာရေးပေးခဲ့အောင်တော့ဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လုပ်ထားပေးပါဦးဗျ။တန်ဖိုးရှိတဲ့နေ့စဉ်သုံးသက်ချက်တွေကိုတော့ကျွန်တော်တို့ရဲ့ YouTube channel မှာအမြဲတင်ပေးနေပါတယ်ဗျအားလုံးပဲကံကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်